ဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာစစ်ကောင်စီစခန်း9ခုကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ19ဦးသေဆုံးပြီးရဲအုပ်2ဦးအပါအဝင်3ဦးအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပဲခူးတိုင်းညောင်လေးပင်ကြောက်တကားဖြိုးမြို့နယ်အတွင်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာစစ်ကောင်စီတပ်ဖွဲ့များအခြေချတပ်ဆွဲထားတဲ့စခန်း9ခုကိုတော်လှန်ရေးတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ19ဦးသေဆုံးပြီးရဲအုပ်2ဦးအပါအဝင်3ဦးအရှင်ဖမ်းဆီးရရှိကြောင်းNUG ကာကွယ်ရေးဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ပါတယ်။ယမန်နေ့ဇွန်လ25ရက်နေ့မနက်အစောပိုင်းမှာစစ်ကောင်စီတပ်စခန်းများအားလုံးကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်19ဦးထပ်မံသေဆုံးခဲ့ကအများအပြားထိခိုက်ဒဏ်ရာရရှိပြီးရဲအုပ်2ဦးအပါအဝင်စစ်သုံးမှန်3ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်အစုံ16လက်နဲ့စစ်သုံးပစ္စည်းအများအများကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ခိုက်မှုအတွင်းတော်လှန်ရေးတပ်ဖွဲ့များဘက်မှရဲဘော်2ဦးကြာဆုံးခဲ့ရပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။စစ်ကောင်စီစခန်း9ခုအနက်မှစခန်းတစ်ခုဖြစ်တဲ့ညောင်လေးပင်မြို့နယ်ကြောက်တကားမြို့ကြားရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့တော်ဝိကြီးရွာမှစစ်တပ်စခန်းကိုယမန်နေ့ဇွန်လ25ရက်နေ့နနက်2နာရီခန့်အချိန်မှာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာနနက်2နာရီအချိန်မှာစခန်းကိုအပြည့်သက်သိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။လက်နက်ကြီးပစ်ကူကတော့ထိတွေ့တိုက်ပွဲစဖြစ်ကလေးကတောက်လျှောက်ပစ်ပေးတာမျိုးရှိပါတယ်။လေကြောင်းပစ်ကူတော့မလာပါဘူး။စခန်းကိုတော့စစ်စင်ရေးရည်မှန်းချက်အတိုင်းအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်လို့တော်ဝင်တောင်းတက်ရင်မှတာဝန်ရှိသူတို့ကပြောကြားပါတယ်။စစ်စင်ရေးတိုက်ခိုက်မှုများကိုအမှတ်နဲ့စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနပကုဗျူဟာ24ငကယ်လီစစ်ကြောင်းအာလာဝကတက်ရင်အမှတ်3933တက်ရင်ဖြူပကဖဗျူဟာ25အမှတ်3939နဲ့တက်ရင်Spring Warriors ကိုလည်း KNLA တက်ရင်ကို UR26 တော်ဝဲတောင်းတက်ရင်တော်ကြီးကတက်ရင်တို့ပူးပေါင်း၍တိုက်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တိုင်းစစ်ဌာနပဲခူးမှာပဲခူးတိုင်းအတွင်းစစ်စင်ရေးများကိုတိုးမြင့်ဆောင်ရွက်လျက်ရှိတဲ့အတွက်ပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ပေးကြပါရန်မြစ်တာရက်ခံထားပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့နောင်ချိုမြို့နယ်အတွင်းစစ်တပ်ကလေကြောင်းလက်နက်ကြီးပစ်ကူများနဲ့အပြင်းထန်ထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးပစ်ကူများနဲ့အပြင်းထန်ထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်း TNL ကထုတ်ပြန်ထားပါတယ်။ဇွန်လ24ရက်နေ့မှာနောင်ချိုမြို့နယ်မှာရှိတဲ့နောင်အောရွာလက်ပံကုန်းရွာရွှေသွန်းရွာမြက်ချီးလူရွာလုံဆန်ရွာကုန်းသာရွာအုံးမတိရွာနဲ့စမစဲကျေးရွာအကြားတိုက်ပွဲဖြစ်နေခြင်းအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံသီးအလုံး130ဒရုန်းနဲ့ဘုံသီးအလုံး60လက်နက်ကြီး53လုံးနဲ့ပစ်ကူပေးတိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။နောက်အောကြီးရွာမှာယမန်နေ့ကအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တအောင်းတပ်မတော် TNL တို့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများဟာဆက်လက်ဖြစ်ပွားခဲ့ပြီးထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်မှလေကြောင်းနဲ့ဘုံ42လုံးဒရုန်းနဲ့ဘုံ21လုံးလက်နက်ကြီး18လုံးတို့ကိုပစ်ကူပေးတိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။အလားတူအုံးမတိနဲ့စမစဲကျေးရွာအကြားမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံ39လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းထို့အပြင်လုံဆန်ကျေးရွာတိုက်ပွဲအတွင်းမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံ48လုံးလက်နက်ကြီး32လုံးတို့ကိုပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဟာလေကြောင်းနဲ့ကြောက်တော်ကျေးရွာအတွင်းကိုဘုံ2လုံးရွှေသွန်းကျေးရွာအတွင်းကိုဘုံ38လုံးနဲ့မြက်ချီးလူကျေးရွာမှာဘုံ1လုံးတို့ကျဲချတိုက်ခိုက်ခဲ့ပြီးအုံးမခါကျေးရွာဘက်ကိုလည်းလက်နက်ကြီး4လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဇွန်လ23ရက်နေ့ကလည်းနောင်ချုံမြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တအောင်းတပ်မတော် TNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားနေခြင်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကလက်နက်ကြီး122လုံးနဲ့လေကြောင်းဖြင့်ဘုံ48လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ညီနောင်မဟာမိတ်၃ဘက်ကမလင်တတဲ့ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာများမှာထိုးစစ်ဆင်ခြင်းများပြုလုပ်မှာမဟုတ်ပဲတစ်ပတ်သက်အပြည့်ရဲ့ကာလကိုနောက်ထပ်တစ်လတက်တိုးထားစဉ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်နောင်ချုံမြို့နယ်မှာတိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိကြောင်း TNL ကပြောဆိုထားပါတယ်။ဒီလိုများအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဘုံကျဲတက်ခတ်မှုများကိုရှောင်ရှားနိုင်ဖို့စစ်ရေးတတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ဖို့လေကြောင်းကာကွယ်ရေးဆိုင်ရာနည်းလမ်းများကိုလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNL ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေး PDF ရဲ့ကွန်မန်ဒိုတင်တဲ့ဆင်ပွဲမြေပြင်အခြေအနေများကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ကွန်မန်ဒိုတင်တဲ့အပတ်စဉ်3တင်တဲ့ဆင်ပွဲအခမ်းအနားကို
လွတ်မြောက်နေနေတနေရာမှာကျင်းပပြုလုပ်ခဲ့တယ်လို့မန္တလေး PDF ကဒီကနေ့ဇွန်လ25ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်ကွန်မန်ဒိုတင်တဲ့အပတ်စဉ်3မှာအထူးတက်ခတ်ရေးကြက်ကန်မှုစစ်နည်းပြူဟာတွေနဲ့နိုင်ငံရေးသင်ခန်းစာတွေကိုစနစ်တကျလေ့ကျင့်သင်ကြားပေးခဲ့ပြီးအချိန်3လကျော်ခန့်ကြာမြင့်ခဲ့တယ်လို့မန္တလေး PDF ကအသိပေးပါတယ်မန္တလေး PDF ကထုတ်ပြန်တဲ့တင်နန်းစင်းပွဲမှာတင်နန်းသား100နီးပါးပါဝင်တာကိုတွေ့ရှိရပြီးပြီးခဲ့တဲ့ဇွန်လ21ရက်နေ့ကအခမ်းအနားကျင်းပခဲ့တာကိုတွေ့ရပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာ Federal Democracy ရရှိရေးနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရေးတာဝန်ဝတ္တရားတွေကိုဥလင်မတုံတည်ဖို့ထမ်းရွက်လျက်ရှိတယ်လို့မန္တလေး PDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မန္တလေး PDF ဟာမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူစစ်ကူနောင်ချိုမိုးကုတ်မိုးမိတ်တပိတ်ကြီးမြို့တိမ်တိုက်ပွဲများမှာအောင်မြင်စွာဆင်နွှဲခဲ့တယ်လို့မလျာမြို့အရှိပိုင်းကိုလည်းတိမ်ပိုက်ထိန်းချုပ်ထားပါတယ်။စစ်ကောင်စီတပ်ကမလျာမြို့နယ်အရှိချမ်းကိုပြန်လည်တိမ်ပိုက်ထိန်းချုပ်ဖို့ကြိုးစားနေပြီးစစ်ကြောင်းတွေထိုးလာတာကြောင့်2025ခုနှစ်နှစ်စန်းပိုင်းကနေအခုချိန်ထိတိုက်ပွဲတွေပြင်းထန်နေပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့ကျောက်ဖြူမြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်ရင်းနှစ်ခုတက်ပြက်လို့နေပါဖြစ်ရဲတပ်ရင်း32မှာ10ဦးထက်မနည်းထွက်ပြေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှာရှိတဲ့ခမရ942နဲ့ခမရ943တပ်နှစ်ခုမှာတက်ပြက်လို့နေပါဖြစ်နေပြီးရဲတပ်ရင်း32မှာစစ်ကောင်စီတပ်သား10ဦးထက်မနည်းထွက်ပြေးနေကြောင်းစစ်ရေးသတင်းရင်းမြစ်များထံကနေသိရှိရပါတယ်။ဒါအပြင်ခမရ942နဲ့အနီးကြောက်တလုံးဂိတ်မှာလည်းလုံခြုံရေးပိုင်းအတွက်စစ်ကောင်စီတပ်သားများမရှိတော့ဘဲရဲတပ်ဖွဲ့များကရှိတော့ကြောင်းသိရှိရပါတယ်။ခမရ942နဲ့ခမရ943တွေကတက်ကိုပြတ်တလောက်ဖြစ်သွားတာကြောက်ဖြူဘက်အတိုက်ခိုက်ခံလိုက်ရတော့942နေရာမှာကရဲလုံခြုံရေးတပ်လောက်ပဲရှိတယ်။ကျန်တဲ့နောက်ကျန်တပ်တွေကပါစစ်တွေဘက်ကိုပြောင်းပြီးတော့အသစ်ပြန်ဖွင့်ထားတယ်လို့သိရပါတယ်။ရဲတပ်ရင်း32ကနေပြေးလာတာ10ရောက်ချန်မနေဘူး။ကျွန်တော်သိတာတော့တရားစင်12ဦးကျော်တယ်တချို့လွတ်မြောက်သွားပြီးဘောလို့ CDM ပေါ်ကြီးစင်ရောကမစ္စည်းမကိုပြောပါတယ်အဆိုပါထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများမှာစစ်သားစုဆောင်ခံထားရတဲ့လူသစ်များလည်းပါဝင်ပြီးအချို့မှာမြို့ပေါ်ထွက်ပြေးသွားကြကြောင်းသိရှိရပါတယ်အချို့မှာအာရခတ်တပ်တော် AA ဘက်လွတ်မြောက်သူများရှိနေပေမဲ့လည်း AA ဘက်ကသတင်းထုတ်ပြန်ခြင်းမရှိဘဲသူသိစွာလှုပ်ဆောင်နေခြင်းကြောင့် AA ထံကိုရောက်ရှိသွားတဲ့သတင်းကိုတော့အတိပြုရခက်ခဲကြောင်း၎င်းကဆိုပါတယ်တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့အကြီးအကဲများအပါအဝင်တပ်သားသိဆုံးသူများပြလာခြင်းကြောင့်ခမရ942နဲ့ခမရ943တပ်တွင်းအင်အားလျော့လဲလာတာနဲ့အတူမငြိမ်မသက်ဖြစ်စဉ်များရှိနေကြောင်းဒေတာရင်းစစ်ရေးသတင်းရင်းမြစ်တအုပ်ကလည်းပြောပါတယ်တပ်သားတွေထွက်ပြေးတာဟုတ်တယ်သူတို့ကိုစစ်တပ်ကတဲကြီးမဲကြီးလိုက်ဖမ်းနေတယ်ပြန်မိမမိတော့မသိရသေးဘူးကြော်တလုံးဂိတ်ကိုအရင်က942ကကြိုက်တာအခုဂိတ်မှာရဲဂိတ်တွေပဲရှိတော့တယ်လုံခြုံရေးကစစ်တပ်မရှိတော့ဘူးတပ်ရင်းတွေမှာအင်အားနည်းနေတာပါမှာပေါ့အခုကအကြီးပိုင်းတွေလည်းကြာနေတာရှိတော့တက်တွင်းမငြိမ်မသက်တွေဖြစ်နေတဲ့ကြားလေလို့၎င်းကဆိုပါတယ်။ကျောက်တလုံးဂိတ်မှာရဲတပ်ဖွဲ့များလာရှိပြီးရဲတပ်ရင်32မှာတက်ပြေးလာတဲ့ဖြစ်စဉ်မှာမှန်ကန်ကြောင်းကျောက်ဖြူမြို့ကန်တအုပ်ကလည်းပြောပါတယ်။ကျောက်ဖြူမှာမြို့ပေါ်ရက်ွက်များကိုတက်မှထွက်ပြေးတဲ့တပ်သားများကိုလက်ခံထားတဲ့အင်ရှင်များကိုလည်းစစ်တပ်မှဝင်ရောက်စီးနင်းကဖမ်းဆီးနေကြောင်းရခိုင်အခြေစိုက်သတင်းဌာနအချို့ကပေါ်ပြထားကြပါတယ်။ကျောက်ဖြူဖြစ်စဉ်နဲ့အလားတူအမ်ဘရန်လမ်းပေါ်လက်ရီကန်တောင်ပြိုဟာကုန်းမှာရှိတဲ့စစ်တပ်နဲ့ပေးခံထားရသူများမှာလည်းထွက်ပြေးသူများရှိတဲ့အတွက်ကြောင့်တပ်တွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့များကအဆိုပါစစ်မှုထမ်းလူတင်များထပ်မံထွက်မပြေးစေဖို့အတွက်စောင့်ကြည့်နေတဲ့ပြည်ရများလည်းကြားသိရကြောင်း CDM ပေါ်ကြီးစင်ရောကဆိုပါတယ်စစ်တပ်ဖို့တက်လူတစ်ကလေးတွေကိုသူတို့ကပြန်ပြီးကင်းဆောင်နေရတယ်အဲ့ဒါမှဆိုရင်တော့ထွက်ပြေးပြီးတော့ပြန်ဖမ်းမိတဲ့ကလေးတွေကနေပြီးတော့နောက်လူတွေမလုံရဲအောင်ဆိုပြီးတပ်ပစ်တွေကြားတယ်ဒါပေမဲ့စွတ်စောလေးရအောင်စွန့်စမ်းနေစေပဲရှိပါသေးတယ်ခင်ဗျာလို့သူကဆိုပါတယ်ကျောက်ဖြူမြို့မှာပြီးခဲ့တဲ့ဇွန်လ22ရက်နေ့အထိတိုက်ပွဲဖြစ်ပွားခဲ့ရမှစစ်ရှိန်တက်နေဒီမှာ3ရက်ရှိပြီဖြစ်ပြီးရင်းအခြေအနေမှာလည်းအာရခတ်တပ်တော်ဘက်ကစစ်ရေးပြင်ဆင်တဲ့အနေအထားကြောင့်တိုက်ပွဲအရှိန်အင်းနေခြင်းဖြစ်ကြောင်းစစ်ရေးသတင်းအရင်းမြစ်များကယူဆကြပါတယ်။ AA အနေနဲ့ရခိုင်ပြည်နယ်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပကအပါအဝင်မြို့14မြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီးပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်တဲ့စစ်တွေကြောက်ဖြူမန်အောင်တို့ကိုဆက်လက်တိမ့်ပိုက်ရန်ကြိုးပမ်းနေပါတယ်ခင်ဗျာ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရွေးကောက်ပွဲမှာပြည်သူမဲပေးတဲ့အစိုးရကိုအာဏာလွှဲမယ်လို့စစ်ကောင်ဆောင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ2015မှာပြည်သူရွေးချယ်ထားတဲ့အယက်သားအစိုးရနဲ့မဲရလက်တွေကိုပယ်ဖျက်ပြီးစစ်အာဏာသိမ်းထားတဲ့အာဏာသိမ်းစစ်ကောင်ဆောင်ဟာရွေးကောက်ပွဲထက်လို့ပြည်သူမဲပေးတဲ့အစိုးရကိုအာဏာလွှဲမယ်လို့ထပ်မံပြောကြားခဲ့ပါတယ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကနိုင်ငံရေးနည်းလမ်းကိုတွဲဆုံဆွေးနွေးခြင်းဖြင့်သာအဖြစ်ရှာတဲ့နောက်ကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုကြိုးစုလမ်းဖွင့်ထားတယ်လို့ဇွန်လ25ရက်နေ့နေပြည်တော်မှာပြုလုပ်ကျင်းပတဲ့
ငြိမ်းချမ်းရေးဖိုရမ်မိန့်ခွန်းမှာအခုလိုထည့်သွင်းပြောဆိုသွားတာပါ။ခြေဥမှာပြဋ္ဌာန်းထားတဲ့အတိုင်းအမျိုးသားအကာအကွယ်နဲ့လုံခြုံရေးကောင်စီရဲ့အစိုးအဖြစ်နဲ့ရွေးကောက်ပွဲကျင်းပပြီးရွေးကောက်ပွဲကနေပေါ်လာတဲ့ပြည်သူတွေမဲပေးရွေးချယ်လိုက်တဲ့အစိုးရကိုအာဏာလွှဲပေးသွားမယ်လို့ဆိုပါတယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်ကလွတ်တော်ပေါ်ပေါက်လာပြီးကျွန်တော်တို့တွားကျင်တဲ့ဒီမိုကရေစီလမ်းကြောင်းကိုရှောင်လန်းနိုင်တဲ့အချိန်အခါမျိုးမှာလက်နက်ဆွဲကင်ပြီးမိမိတို့လိုလားကျင်တာကိုတောင်းဆိုတာမျိုးလက်နက်ကင်လမ်းစဉ်ကိုဖတ်ထွက်ပြီးလူမျိုးဆွဲဒေတာဆွဲကြီးမားစွာနဲ့မိမိတို့ရဲ့ဆန္ဒကိုယ်သာဦးစားပေးလှုပ်ဆောင်ဖန်တီးနေတာမျိုးတွေဟာဒီမိုကရေစီနဲ့တွေ့ပယ်နေတယ်။မှန်ကန်တဲ့လမ်းစဉ်မဟုတ်ဘူးဆိုတာကိုလည်းအလေးအနက်သတိပြုကြစေလိုပါတယ်။မိမိတို့လိုလားချက်တွေကိုလွတ်တော်အသီးသီးမှဆွေးနွေးဆုံးဖြတ်အတည်ပြုသွားကြမှာပဲဖြစ်ပါတယ်လို့သူကဆိုပါတယ်။ဒီငြိမ်းချမ်းရေးဖိုရမ်မှာအဖွဲ့အမှားစကားပြောကြားခဲ့တဲ့စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကနိုင်ငံရေးဆွေးနွေးမှုငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြုလုပ်ကြဖို့အကြိမ်ကြိမ်ပြောဆိုခဲ့တာပါ။ဒီလိုနိုင်ငံရေးဆွေးနွေးမှုငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုတော့လက်နက်ကင်လမ်းစဉ်ကိုဆွတ်လွတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းကနေတစ်ဆင့်နိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းဆောင်ရွက်မယ်လို့သူကပြောဆိုခဲ့တာပါ။ဒီမိုကရေစီစနစ်နဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုနိုင်ငံကိုထူထောင်ဖို့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပါတီစုံဒီမိုကရေစီစနစ်ကိုအကောင့်ထဲပေါ်ဖို့မတူကွဲပြားတဲ့ကိုယ်စားပြုမှုတွေအတွက်ရွေးကောက်ပွဲစနစ်ကိုမဲများသူအနိုင်ယူစနစ် FPTP နဲ့အကျိုးကျကိုယ်စားပြုစနစ် PR စနစ်တို့ကိုပေါင်းစပ်ကျင့်သုံးသွားမယ်လို့ဆိုပါတယ်။စစ်ကောင်ဆောင်ကဒီဖိုရမ်မှာကဏ္ဍအသီးသီးအဖွဲ့အစည်းမျိုးစုံကပုဂ္ဂိုလ်တွေပါဝင်ကြပြီးဒီဖိုရမ်ကိုအားလုံးပါဝင်တဲ့အမျိုးသားအဆင့်ဆွေးနွေးပွဲတစ်ရက်ဖြစ်စေဖို့ငြိမ်းချမ်းရေးမှာပါဝင်ပတ်သက်သူအားလုံးကိုဖိတ်ကြားခဲ့တယ်လို့လည်းအဖွဲ့မှစကားမှာထည့်သွင်းပြောကြားထားပါတယ်။ကျွန်တော်တို့ကတော့နိုင်ငံနဲ့ပြည်သူလူထုရဲ့မျက်နှာကိုကြည့်ပြီးတွဲဆုံဆွေးနွေးရေးအတွက်အမြဲတမ်းလက်ကမ်းကြိုဆိုပါတယ်။အားလုံးပါဝင်ပြီးစောနိုင်သမျှစောပြီးဆွေးနွေးနိုင်ရင်နိုင်ငံအတွက်ပုံမကောင်းမှာဖြစ်လို့တွဲဆုံဆွေးနွေးရေးအတွက်ထပ်မံဖိတ်ခေါ်အပ်ပါတယ်လို့ဆိုပါတယ်။စစ်ကောင်ဆောင်ကငြိမ်းချမ်းရေးအတွက်တွဲဆုံဆွေးနွေးဖို့အခုလိုဖိတ်ခေါ်နေပေမဲ့မတ်လ28ရက်နေ့ကလောက်ခဲ့တဲ့အင်အားပြင်းငလင်ကြီးကြောင့်လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ငလင်ပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်မှုဆိုပြီးယာယီအပြည့်ရဲ့ကြောင်းကြေညာခဲ့ပေမဲ့အပြည့်ရဲ့ကြောင်းကြေညာထားတဲ့ကာလအတွင်းမှာပဲဒီကြောင်းတိုက်ခိုက်မှုတွေမြေပြင်ကျိုးစစ်ဆင်မှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။စုဆောင်းထားတဲ့အချက်အလက်တွေရဆိုရင်ယာယီအပြည့်ရဲ့ကြေညာပြီးတော့ဇွန်လ18ရက်နေ့အထိဒီကြောင်းတိုက်ခိုက်မှုလက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်600ကျပ်မနဲ့တိစုံခဲ့ရပါတယ်ခင်ဗျာ။တမန်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြဝတီမှာလိုင်စင်မဲ့ရင်များစစ်ကောင်စီမှာဖမ်းဆီးနိုင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ကရင်ပြည်နယ်မြဝတီမြို့မှာဒိုင်တာလက်နက်ကိုင်အဖွဲ့အစည်းတွေများပြားတာကြောင့်စစ်ကောင်စီတပ်အောက်ခံတွေအနေနဲ့လိုင်စင်မဲ့ရင်တွေဖမ်းဆီးဖို့အခက်အခဲတွေရှိတယ်လို့မြို့မိမြို့ဖတွေကပြောပါတယ်။မေလ20ရက်နေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအဖွဲ့ရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာစစ်ကောင်ဆောင်ကလိုင်စင်မဲ့ကားနဲ့လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းနေတာတွေကိုဖော်ထုတ်ဖမ်းဆီးဖို့ညွှန်ကြားခဲ့ပါတယ်။ဒါကြောင့်ဇွန်လ1ရက်နေ့ကစတင်ပြီးတော့ကရင်ပြည်နယ်အတွင်းလိုင်စင်မဲ့ဆိုင်ကယ်နဲ့လိုင်စင်မဲ့ကားတွေကိုဖမ်းဆီးခဲ့ပေမဲ့မြဝတီမြို့မှာတော့ဖမ်းဆီးဖို့အခက်အခဲရှိနေတယ်လို့သိရှိရပါတယ်။မြို့မိမြို့ဖတယောက်ကလက်ရှိတော့ဖမ်းတာမတွေ့သေးဘူး။လက်နက်ကင်တပ်ဖွဲ့တွေကအများစုကြီးစိုးထားတဲ့ area ဖြစ်နေတဲ့အချိန်မှာဒီလိုင်စင်မဲ့တွေဖမ်းမယ်ဆိုတဲ့နေရာမှာလက်နက်ကင်အဖွဲ့အစည်းတွေစီးတဲ့ကားတွေကလည်းရာဂိုင်နှုန်းတော်တော်များတယ်။အဲဒီခါကျတော့ကျွန်တော်တို့ကပြည်သူတွေရဲ့ဟာတော့ဖမ်းပြီးအဲ့ဒီဟာလက်နက်ကင်တွေကိုမဖမ်းဘူးဆိုရင်ပဋိပက္ခတွေကထပ်ဖြစ်မယ်။သူတို့ကလည်းဒီဟာကိုထိမ့်ထိမ့်သိမ့်သိမ့်နဲ့ပဲလောက်ကင်ကြမဲ့ပုံစံမျိုးပဲတွေ့ရတယ်။တကယ်လို့ဖမ်းမယ်ဆိုရင်ပြဿနာကခုနကပြောသလိုလက်နက်ကင်တပ်ဖွဲ့တွေနဲ့ပြဿနာဖြစ်တဲ့ပုံစံမျိုးဖြစ်မှာပေါ့လို့ဆိုပါတယ်။မြဝတီမြို့မှာမော်တော်ယာဉ်နဲ့စိုက်ကယ်တွေကိုနံပါတ်ပြားနဲ့ရင်မောင်းလိုက်စစ်ဆေးတာတွေလောက်ပဲရှိပြီးပုံမှန်သွားလာနေကြပါတယ်။လိုင်စင်မဲ့မော်တော်ယာဉ်တွေအနေနဲ့အမှတ်1ချစ်ကြည်ရေးတရားပေါ်ကနေမဲဆောက်မြို့ကိုဖြတ်တန်းသွားလာခွင့်မရှိဘူးလို့မြို့မိမြို့ဖတွေကပြောပါတယ်။မြဝတီမြို့မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ DKBA, BGF, TNU, TNLA, PC ဆက်ဆံရေးရုံးတွေနဲ့တပ်ဖွဲ့ဝင်တွေအခြေချလှုပ်ရှားနေတာပါ။ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ဆက်ဆံရေးရုံးပြောရေးဆိုခွင့်ရှိသူကမြဝတီမှာမဖမ်းဘူး။မြဝတီကဖမ်းမယ်ဆိုလဲသူတို့စစ်ကောင်စီနေစရာမရှိဘူးလေ။မြဝတီမှာကြအဖွဲ့စုံတယ်။နောက်ပြီးတော့ဒီတော်လည်းရေးမဖြစ်ဖို့ထိန်းထားတာလည်းဒီအဖွဲ့စုံတွေပဲ။ဒါပေမဲ့ဟိုအောက်ဖန်အပတ်စင်းရင်ဖမ်းခံထိတာပေါ့။အောက်စင်းရင်စစ်ဆေးတယ်ဖမ်းတယ်။အဖမ်းအဆီးတော့ကျန်တယ်။အဖွဲ့အစည်းဆိုရင်ဖန်အလောက်ထိသွားတယ်။တာမညာလောက်ထိသွားတယ်။ပြီးရင်လိုင်စင်ကားနဲ့ပြန်ပြောင်းတယ်။ကားနဲ့မဟုတ်ပါဘူး။ကုန်ပစ္စည်းတွေကအကုန်လုံးလို့သူကဆိုပါတယ်။မြန်မာထိုင်းနယ်စပ်မြဝတီမြို့ကနေတဆင့်မြန်မာတနိုင်ငံလုံးကိုလိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့ကုန်စည်တွေဝင်ရောက်ဖို့လက်နက်ကိုင်အဖွဲ့အစည်းတွေဌာနဆိုင်ရာတွေကိုငွေကြေးပေးဆောင်ပြီးအဓိကတင်သွင်းနေတာလို့ဒေသခံတွေကပြောဆိုပါတယ်
ကရင်ပြည်နယ်အတွင်းလိုင်စင်မဲ့စိုက်ကယ်မော်တော်ယာဉ်တွေနဲ့တရားမဝင်ဝင်ရောက်လာတဲ့ကုန်ပစ္စည်းတွေကပါဖမ်းဆီးနေတာကြောင့်ကုန်စည်နှုန်းတွေမြင့်တက်နေတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့အရေးပေါ်ကာလကြောင့်နိုင်ငံသားအခွင့်အရေးရုပ်သိမ်းခံထားရတယ်လို့ဥက္ကိုကိုကြီးပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအာဏာသိမ်းစစ်ကောင်စီရဲ့အရေးပေါ်ကာလကြီးညာချက်ကြောင့်နိုင်ငံသားအခွင့်အရေးများရုပ်သိမ်းခံထားရကြောင်းပြည်သူ့ပါတီဥက္ကဋ္ဌဥက္ကိုကိုကြီးကပြောပါတယ်ဒီမနေ့ဇွန်လ25ရက်နေ့မှာနေပြည်တော်မှာစတင်ကျင်းပနေတဲ့စစ်ကောင်စီရဲ့ Peace Forum 2025အခမ်းအနားမှာတက်ရောက်လာစဉ်ဥက္ကိုကိုကြီးကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်ပြောရရင်ပြည်သူကအတန်ကိုပြောက်နေတာပြည်သူကဗတ်အသီးသီးအားလုံးကိုကြောက်နေရတယ်အဲ့တော့အရေးကြီးတာကပြည်သူတွေကိုလုံလုံခြုံခြုံနဲ့ပြောရေးဆိုရေးဖြစ်လာအောင်အခင်းအကျင်းကိုကျွန်တော်တို့ဖန်တီးပေးဖို့လိုတယ်အဲ့တော့အနေဆုံးအဆင့်ကတော့အရေးပေါ်ကာလကြီးညာထားတဲ့အချိန်မှာနိုင်ငံသားအခွင့်အရေးကအစပြုတ်သိမ်းခံထားရတယ်နောက်တစ်ခါဥပဒေကြောင်းအရဆိုလို့ရှိရင်စာချွန်တော်တော့ဘာလို့လဲရက်တက်ထားရတယ်လို့သူကဆိုပါတယ်ထို့ကြောင့်နိုင်ငံကိုပုံမှန်အခြေအနေကိုပြောင်းလဲရန်လိုအပ်တယ်လို့ပုံမှန်အခြေအနေပြန်ဖြစ်သွားရင်နိုင်ငံသားများမှာပြောရေးဆိုခွင့်ပိုရရှိလာမယ်လို့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးကဆက်လက်ပြောဆိုပါတယ်အဲ့တော့တကယ်လို့ကျွန်တော်တို့ကအရေးပေါ်အခြေအနေရုပ်သိမ်းလိုက်ပြီးပုံမှန်အခြေအနေပြောင်းသွားပြီဆိုရင်နိုင်ငံသားတွေအနေနဲ့လည်းသူ့ရဲ့အခွင့်အရေးတွေကျင့်သုံးခွင့်ရလာမယ်အကာအကွယ်တွေရလာမယ်ပြောရေးဆိုခွင့်တွေလည်းဒီချက်ပိုကောင်းလာမယ်လို့မျှော်လင့်ပါတယ်ဒါကြောင့်အရေးကြီးတာကနိုင်ငံသားတွေရဲ့အတန်ထွက်နိုင်ဖို့အရေးကြီးတယ်လို့မြင်ပါတယ်လို့သူကဆိုပါတယ်ဇွန်လ25ရက်နေ့မှ29ရက်နေ့အထိ3ရက်တာကျင်းပနေတဲ့စစ်ကောင်စီရဲ့ Peace Forum 2025မှာစစ်ကောင်စီတပ်မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီများတိုင်းရင်းသားလူမျိုးများမှနိုင်ငံရေးခေါင်းဆောင်များနိုင်ငံတကာအကျိုးနဲ့ပြည်တွင်းပြည်ပငြိမ်းချမ်းရေးပညာရှင်များတက်ရောက်နေကြပါတယ်စစ်ကောင်စီရဲ့ Peace Forum 2025မှာပါတီမှတ်ပုံတင်ခွင့်ပယ်ချခံရတဲ့ရခိုင်မျိုးသားပါတီ ANP မှရည်တည်တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်ခင်စောဝေတက်ရောက်နေကြောင်းသိရှိရပါတယ်ခင်ဗျာ